ဒီတစ်ခါချက်မဟင်းကလေခိုင်လူခေလို့ခေါ်တယ်နော်ထိုင်းလိုဗမာလိုဆိုရင်တော့ဟိုစားချက်ဥကိုပြုတ်ပြီးတော့အချိုးပြန်ကြော်တာနော်ဒီဟာတွေကလူကြီးရောကလေးရောကြိုက်မယ်လို့ထင်ဒီမှာဘာတွေပါမလဲဆိုတော့မကြီးသီးပါမယ်ထညက်ပါမယ်ပြီးလို့ရှိရင်ငရုတ်သီးစိမ်းပြီးလို့ရှိရင်ဘဲဥပြီးလို့ရှိရင်ဒီမှာချက်သွတ်နေနော်ဟိုမှာဘဲဥတော့ပြုတ်မယ်နော်အခုလောဆယ်ဒီမှာနော်ဒီရေနွေးဖို့ပွဲဆူနေပြီရေနွေးထဲမှာစားထည့်ထားတယ်နော်ဒီမှာဘဲဥကိုထည့်လိုက်မယ်နော်အဲ့ဒါကို2မိနစ်ခွဲဟိုအလဲကြက်တာကြိုက်တဲ့လူဆိုရင်တော့3မိနစ်ထားမယ်နော်နိုင်ကြည့်ထားမယ်နော်ဒီမှာနော်3မိနစ်ဆိုလို့ရှိရင်ရပြီသူ့ကိုရေဘူးတုံပြီးရေအေးနဲ့စိတ်ထားမယ်ဒီမှာကြက်သွန်ကြော်ဖို့လုပ်မယ်နော်ကြက်သွန်ဒီတိုင်းစီမပူရင်ထည့်ထားလိုက်မယ်နော်သူပူမှလည်းဆိုရင်အတော်ပဲဥကိုပကံတစ်လုံးနဲ့ထည့်မယ်နော်ပြီးရင်တော့အဖုံးပိတ်ပြီးတော့ခါလိုက်မယ်နော်ဒီမှာနော်ခါပြီးသွားပြီနော်အဲ့ဒါဆိုလို့ရှိရင်ခွာရလွယ်ပြီဘယ်လောက်ဆိုရင်10လိုက်လို့ရပြီနော်သူပူမှနဲ့အေးမှနဲ့အတော်ပဲနော်မပြီးလို့ရှိရင်ဘဲဥကြော်မယ်နော်ဘဲဥအဲ့တိုင်းနဲ့ထည့်တယ်နော်သူကပဲနည်းနည်းသတိထားတယ်နော်လောက်စကားနဲ့အစီမမြုပ်လို့ဒီတိုင်းမှာအိုးရဲထည့်လိုက်ပြီနော်သူစီအများကြီးသုံးနေရမှာကြောက်လို့သူ့ကိုအပြင်ကဟိုအသားလေးတွေညှို့လာတဲ့အထိကြော်ပေးမယ်နော်ဒီလောက်ဆိုရင်ရပြီနော်10လိုက်ဒီမှာနော်ပေါင်းပေါင်းနဲ့တင်းလေးပြီးလို့ရှိရင်မီးပိတ်လိုက်မယ်နော်အဲ့ဒါမှဒီဟာထည့်ကြော်လိုက်မယ်နော်ပြီးလို့ရှိရင်လည်းထညက်ထည့်မယ်နော်ထညက်ဆူလာပြီဆိုလို့ရှိရင်မကြီးရထည့်မယ်နော်ပြီးရင်ငံပြာရထည့်မယ်နော်ဒီမှာနော်အဲ့လောက်အမြုပ်ထပြီဆိုရင်ရပြီနော်မီးပိတ်လိုက်ပြီထညက်ရဲ့မကြီးရရဲ့ငံပြာရ